နေ့မှာတော့ MMA လောကကိုလှုပ်ခတ်သွားစေခဲ့တဲ့ Strickland နဲ့အသက်ဆန်ညာတို့ရဲ့အကျိတ်နဲ့ပွဲစဉ်အကြောင်းကိုဝစ်ထပ်လုပ်ပြီးသွားမှာဖြစ်ပါတယ်ပွဲမစခင်ကတည်းကပရိသတ်တွေကြားမှာအရန်ကိုရေပန်းစားနေတဲ့ဒီပွဲဟာတကယ်ပဲထင်မှတ်မထားတဲ့ရလဒ်တွေဖြစ်ပေါ်ခဲ့ပါတယ်ပထမအချိန်မှနှစ်ယောက်လုံးကအပြန်အလှန်ထိုးချက်တွေနဲ့လူမိုက်ဆန်ဆန်စတင်ခဲ့ကြပါတယ်ကျေးဇူးပြု၍ကျွန်တော်တို့ရဲ့ MMA Sport 63ကို follow လေးနှိပ်ခဲ့ပါဦးအသက်ဆန်ညာရဲ့ပါလီခက်တွေနဲ့အသာစီးယူဖို့စူးစမ်းခဲ့တယ်လို့နှစ်ယောက်လုံးကလည်းကောင်းတာချက်တွေနဲ့တုံ့ပြန်ခဲ့တာမြင်တွေ့ရပါတယ်ဒုတိယအချိန်မှာတော့ပွဲကပိုပြင်းထန်လာပြီးလက်တိချက်တွေကပရိသတ်တွေအသက်ရှူမှခဲ့ရပါတယ်စတန်ဖိုက်ဂိမ်းပတ်လန်နဲ့အနိုင်မခံရှုံးမပေးတဲ့စိတ်သက်တွေကိုအတိုင်းသားမြင်ခဲ့ရပါတယ်လေးချီညောက်ပြီးလို့နောက်ဆုံးအချိန်အထိတာစီမတ်နဲ့ Strickland နဲ့အသက်ဆန်ညာတို့ဟာအလဲထိုးဖို့စူးစမ်းရင်းအားတင်စရာအဆုံးထိုးသက်သွားနိုင်ခဲ့ပါလေဒါဟာ Strickland အတွက်ချန်ပီယံကပတ်ကိုရယူနိုင်ခဲ့တဲ့နိုင်ဝက်တစ်ခုဖြစ်တယ်လို့အသက်ဆန်ညာအတွက်လည်းသင်ခန်းစာယူစရာဖြစ်ခဲ့ပါလေဒီပွဲရဲ့ရလဒ်ပေါ်မှာရောတင်တို့ရောဘယ်လိုမြင်ကြလဲcommentမှာရေးသွားပေးဦးနော် channel အသစ်လေးမို့ like and subscribe ပြီးနဲ့အားပေးပါဦးကျေးဇူးတင်ပါတယ်ဗျာ